ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒုတိယခွေကဒီလ29ရက်နေ့ထွက်ပါမယ်ခင်ဗျာအခွေနာမည်ကိုပဂတိလို့ပေးထားပါတယ်ပဂတိကျွန်တော်ပေးပြတဲ့အကြောင်းကကျွန်တော်ရေးတဲ့တပုတ်ပေါ့နော်ကျွန်တော်လူရဲလို့ဖြစ်လာရင်ကျွန်တော်နောက်ဆုံးပန်းနေရမိကြီးဆိုတဲ့ဟာကိုကျွန်တော်အဓိကဥတည်ပြီးတော့ရေးထားတဲ့ချင်းလေးဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ပဂတိကိုပဲရွေးချယ်ဖြစ်သွားတာပါပထမတော့ကျွန်တော်တပုတ်ကိုကျွန်တော်တို့ဒီဒေါ်ရန်ဘယ်အောက်မှာစုမဲ့အစုတော့3ယောက်နေပေါ့နော်ဟိုလှုပ်ဖို့စဉ်းစားတယ်ဒါပေမဲ့ကျွန်တော်အမေရိကရောက်နေလို့ edition တပုတ်ကမလှုပ်ဖြစ်တော့ဘူးအဲကြောင့်ကျွန်တော်ဒီတစ်ခွေလုံးကိုကျွန်တော်တယောက်တည်းပဲဆိုထားပါတယ်တချင်းတွေကကျွန်တော်ရေးတာ3ပုတ်ပါမယ်ပြီးတော့တငယ်ချင်းတွေရေးတာ7ပုတ်ပါမယ်ခင်ဗျဟုတ်ဒီခွေထဲမှာကျွန်တော်14ပုတ်ပါမယ်အင်္ဂလိပ်တချင်းကတပုတ်ပေါ့နော်14ပုတ်ထဲမှာအင်္ဂလိပ်ချင်းတပုတ်ပါမယ်ကိုမချင်းနဲ့လို့ပြောရမှာမသိဘူးကျွန်တော်ရေးတဲ့ပုတ်ကြိုက်ဆုံးပါပဲနောက်တာပါအားလုံးကျွန်တော်ကြိုက်ပါတယ်တစ်ခွေလုံးကျွန်တော်ကြိုက်တယ်တကယ်ချင်းရေးတာပေါ့အရန်ကောင်းပါတယ်တစ်ခွေလုံးကိုကျွန်တော်အကုန်ကြိုက်ပါတယ်ဘယ်တစ်ပုတ်မှပူပြီးကြိုက်တာမရှိပါဘူးအကုန်လုံးကိုတန်းတူညီမျှကြိုက်ပါတယ်ဗျအခုကျွန်တော်ဟုတ်ကဲ့ Hollywood မှာကျွန်တော်တချင်းတစ်ပုတ်တော်ရိုက်ဖြစ်ပါတယ်ဒီမင်းသမီးနဲ့ပေါ့နော်ကျွန်တော်အခု Hollywood မှာတော်ရိုက်တဲ့ချင်းက Nano Peace ရေးထားတဲ့ Highway Land ဆိုတဲ့တချင်းလေးပါပထမစိတ်ကူးရင်တော့ကျွန်တော်ကြာပြီပေါ့နော်ဘာမှမရှိပေမဲ့မြန်မာပြည်မှာနေတယ်လင်းတော့မစည်းဘူးပေါ့နော်ရင်တော့ဆိုရင်ဒါပေမဲ့ကျွန်တော်အဲ့ကတည်းကပြောတာ Hollywood မှာကျွန်တော်ဗီဒီယိုရိုက်ချင်တယ်ပေါ့နော်အဲ့လိုပြောနေတကယ်တမ်းဒီ Hollywood ရောက်လာပြီးတော့သူတို့နဲ့တွေ့တယ်စကားပြောတဲ့ချိန်မှာကျွန်တော်ထင်တယ်လို့မဟုတ်ပါဘူးအရန်ပျော်စရာကောင်းတယ်အားလုံးကမောင်နှမလိုပဲမိသားစုလိုပဲတငယ်ချင်းအရင်လိုပဲဖြစ်သွားတယ်သူနိုင်ပိုက်တွဲမှာကျွန်တော်တို့စကားပြောပြီးတောင်တဟာတာတွေပြောပြီးရမ်းခင်သွားတယ်အားကြောင့်ကျွန်တော်ထင်တယ်လို့မဟုတ်ဘဲနဲ့အရန်ပျော်စရာကောင်းတဲ့နေရာတစ်ခုဖြစ်သွားပါတယ်ဟုတ်ကဲ့ပါHollywood ကကျွန်တော်ဆက်သွယ်ရတာဒီတငယ်ချင်းဟာလမ်နဲ့ဆွေလွန်ပေါ့နော်သူတို့ကဒီရောက်တော့ကျွန်တော်တငယ်ချင်းတယောက်ပေါ့နော်ဒီဂင်မုံကသူ Hollywood မှာမင်းသားလုပ်ဖို့စူးစမ်းနေတယ်ပေါ့နော်သူ့ကိုကိုနေတောင်းကြည့်အောင်ဆိုပြီးတော့ပြောတယ်ကျွန်တော်တို့သူ့တကယ်တမ်းဖုန်းဆက်ပြီးတော့ပြောရရှင်မာဂင်မုံက okay ငါကိုညီမယ်ကွာငါ့မှာမင်းတို့နေငါထမင်းငါကျွေးမယ်ကျိုးပို့ပါလုပ်ပေးမယ်ငါအကုန်လုံးတာဝန်ယူပေးမယ်ဆိုပြီးတော့ဂင်မုံက producer လုပ်ပြီးတော့ကျွန်တော်တို့Hollywood နဲ့အခြေဆက်မိသွားတာပါဒီကပါနော်အဲ့ online နဲ့ပတ်သက်ပြီးတော့ကျွန်တော်တချင်းနေဆိုရင်သူ company အများကြီးpublishing လုပ်တဲ့ company တွေက claim လုပ်ထားတာပေါ့နော်ပထမခွေဆိုရင်ဒါပေမဲ့ကျွန်တော်အခု American ရောက်လာပြီးတော့ DC နဲ့လည်းစကားပြောတယ်ပြီးတော့ဒီlawyer တွေနဲ့စကားပြောတယ်ပြီးတော့ဒီအစိုးရမှာဌာနမှာလုပ်တဲ့လူတွေလည်းအကုန်လိုက်မေးကြည့်တယ်အဲ့လိုရုံးတွေပါဖုန်းဆက်ဆိုသူတို့ကလည်းဒီအတွက်က American မှာထုတ်တဲ့တချင်းတပုတ်ဆိုတော့သူတို့အများကြီးတာဝန်ယူပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ American မဟုတ်တဲ့တခြားနိုင်ငံတွေလုပ်တဲ့ Europe ပဲဖြစ်တခြားနိုင်ငံလုပ်တဲ့တချင်းတွေဆိုသူတို့ဘက်က privacy ကိုသူတို့ထိန်းသိမ်းရတာရမ်းခက်တယ်တဲ့အဲကြောင့်သူတို့ကအကောင်းဆုံးကတော့အင်္ဂလိပ်ချင်းဆိုပြီးတော့ American မှာသူတို့ corporate တင်နေဆိုတော့ဒီတချင်းမှာဖြစ်လာတဲ့များကုန်လုံးတွေမှာတရားရင်ဆိုင်လို့ရတယ်တဲ့အများဆုံးတကယ်တော့စူးစမ်းရင်တော့ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးပေါ့ရှုပ်ထွေးတယ်ပေါ့ဒီဟာ online ဆိုတော့သူက media online မှာဒီ internet ဆိုတာအရန်ကျယ်ပြန့်တယ်လေအဲကြောင့်လူတယောက်တည်းကဒါလေးမလုပ်နဲ့ဆိုပြီးတော့ဒီတိုင်းစုပ်ကိုင်ထားလို့မရအောင်တယောက်ကတင်လဲဒီတယောက်ကလိုက်ဖြုတ်ချနေဆိုအချိန်လားကုန်တယ်လေအဲကြောင့်သူတို့ကတော့ကြံပေးတာတော့ဒီမှာ corporate တင်ပြီးတော့တရားစွဲမယ်ဆိုတော့ခင်ဗျားနိုင်ပါတဲ့အဲ့ဒါပဲသူတို့ကြံပေးနိုင်တယ်အဲကြောင့်ကျွန်တော်ကဘယ်လိုပဲတင်တယ်ပေါ့နော်ကျွန်တော်ဘက်ကတော့ဘာမှလုံးမရဘူးเนาะလုံးမယ်ဆိုရင်လည်းတရားစွဲမယ်ဆိုရင်လည်းသူလဲနာမယ်ကိုလဲနာမယ်ကျွန်တော်နိုင်ရင်တော့သူများရှုံးမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီတရားရုံးမှာနိုင်ဖို့ဆိုတာဒေါ်လာ1000သိန်းနဲ့ကုန်ပါအဲ့ဒါဆိုတော့ကိုလည်းအများကြီးကုန်မယ်ကိုနိုင်ခဲ့လဲသူရောဖို့ကပတ်စံအမောင့်ကတားများတယ်ဆိုတော့အကောင်းဆုံးကတော့ကိုနဲ့အဆိုတော်ကတင်ခွင့်မပေးတရွေ့ပေါ့နော်မတင်မဲနဲ့ကိုကြိုက်တဲ့ဆိုတော့တယောက်ထွက်လာပြီသူဆိုပေါ့နော်သူခွေလေးအားပေးပြီးတော့ဒါမှမဟုတ်လဲonline streaming ကနေဝယ်ပြီးတော့နားထောင်ပါလို့ဖြစ်နိုင်တော့မတင်ပါနဲ့ပေါ့နော်တင်ချင်တပါဆိုရင်တော့သူတို့ဆိုတော့အကြောင်းကြပြီးတော့အခုတချင်းအမိုက်တချင်းကိုကျွန်တော်Facebook YouTube မှာတင်ချင်တယ်ခွင့်ပြုမလားဆိုပြီးတော့တကယ်တော့အဲ့လိုတောင်းရင်တော့ကျွန်တော်တို့ကခွေရောင်းတဲ့ချိန်တစ်လလားအဲ့လောက်ပဲကျွန်တော်တို့က
ဟိုအထူးကန့်တက်တာပေါ့နော်အဲ့နောက်ပိုင်း3-4လဆိုရင်တော့သူတို့တင်လို့ရတယ်အဲ့ဒါပြဿနာမရှိပါဘူးဟုတ်ကဲ့ကျွန်တော်တို့ဒေါ်လန်ဘန်ရဲ့ကျွန်တော်ပထမဟိုပါပေါ့ plan ပေါ့နော်ဆိုတော့ဘန်စလုပ်ကြရကျွန်တော်ဒီဘန်နဲ့ဆိုတော့3-4ယောက်ရှိမယ်ကျွန်တော်တို့မြန်မာပြည်ဟိုမြန်မာပြည်နေတဲ့တိုက်ကုန်လုံးမှာဖျော်ဖြေးလုပ်မယ်ဟိုတကယ်လို့ကျွန်တော်တို့ကအခုအင်္ဂလိပ်ချင်းနေမြတ်လောက်လာနိုင်မယ်ဆိုရင်တော့နောက်ဒီတခြားနိုင်ငံတွေမှာလည်းကျွန်တော်နိုင်ငံကိုစားဖြစ်အင်္ဂလိပ်ချင်းတွေမှာပေါက်သွားမယ့်အချိန်ပေါ့နော်ဟိုဘန်နဲ့အများကြီးထက်ဆင့်တိုးပြီးတော့လုပ်ချင်ပါတယ်ဟုတ်ကဲ့ရှင်မချက်ကတော့ကြီးတယ်ပေါ့နော်ဖြစ်တာမဖြစ်တာကတော့ဟိုဖျားပဲတည်မယ်လေဟုတ်ကဲ့ကျွန်တော်တို့အားပေးတဲ့ဟိုပါပေါ့တချင်းကြိုက်တဲ့လူတွေပေါ့နော်ပရိသတ်လည်းကျွန်တော်ပြောရပါဘူးကျွန်တော်တို့တချင်းတွေကိုကြိုက်မိတယ်လို့ရှိရင်ပေါ့နော်ဆက်လက်အားပေးပါလို့ကျွန်တော်လုပ်တဲ့ music ကဟိုအရန်ကျယ်ပြန့်တဲ့ဟာဆိုတော့ကျွန်တော်တို့အဲ့ကျယ်ပြန့်လွန်တဲ့ဟိုအမျိုးအစားပေါင်းများစွာထဲကနေကျွန်တော်လုပ်နိုင်တာတခုတည်းလေးပါလို့တရားကိုခင်ဗျားတို့အနေနဲ့အားပေးခဲ့မယ်ဆိုရင်ကျွန်တော်ဆက်လက်ပြီးတော့စူးစမ်းတော့ပါလို့အကောင်းဆုံးစူးစမ်းမှာပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ